ကဲအားလုံးပဲမင်္ဂလာပါဗျာဖိုးဖိုးတဲ့ idea channel ကနေရောညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Newcastle body လေးတင်ပေးခဲ့တာကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother အနေနဲ့ရလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ် Telegram channel မှာချပေးခဲ့တဲ့6ပွဲစလုံးဟာလည်းအဆင်ပြေခဲ့တာကိုတွေ့ရတယ်ကျွန်တော်ရဲ့ Telegram ချစ်ကိုတွေရောအခုချိန်မှာဆိုတာယာနေလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်ရဲ့ video လေးကိုကြည့်နေရတဲ့ brother အနေနဲ့တာယာခြင်းနဲ့ဆိုရင်မ join ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okayဒီနေ့ညမှာကစားသွားမယ် Championship ပွဲစဉ်တွေကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြောရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲကတော့တန်းဆင်းသွားခဲ့တဲ့တစ်ချိန်က Premier League Champion ဟောင်း Leicester နဲ့ West Brom ပွဲစဉ်ပဲဖြစ်ပါတယ်ပေါက်ကြီးကတော့ West Brom ကနေပြီးတော့ level ကို20ရှုံးပေးထားတာကိုတွေ့ရတယ်ကိုပေါင်းလေးအနေနဲ့ကတော့နှလုံးကို60ရှုံးပေးထားတာကိုတွေ့ရတယ်ဗျဟဲ့တွေ့ရ Leicester က West Brom ကို10ပွဲနိုင်4ပွဲတင်နဲ့3ပွဲရှော့နေထားတာကိုတွေ့ရတယ်လက်စတာအသင်းနေနဲ့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးရလက်ထွက်ထားပြီးတော့ West Brom အသင်းတို့ကလည်းပဲနောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲနိုင်ရလက်ပဲထပ်ထားတယ်ဗျဒီဟာဒီ West Brom အသင်းနေနဲ့အဝေးကွင်း6ပွဲတောင်ရှုံးနေထားတာဆိုတာလဲကျွန်တော်တို့မှတ်ချက်ပြုစရာပဲဖြစ်တယ်လက်စတာအသင်းနေနဲ့နောက်ဆုံး9ပွဲမှာ10ဂိုးသွင်းထားပြီးတော့17ဂိုးပေးထားရတယ် West Brom အသင်းကတော့နောက်ဆုံး9ပွဲမှာ9ဂိုးပဲသွင်းထားပြီးတော့9ဂိုးတောင်ပြန်ပေးထားရတယ်ဗျဒါကြောင့်မလို့ကျွန်တော်ကတော့2021နောက်ပိုင်းအိမ်ကွင်းတက်ဆုံမှုမှာရှုံးပွဲမရှိသေးတဲ့ Leicester အသင်းကိုတော့ပို့ပြီးတော့သဘောကျမိတယ် Leicester body ပေးခြင်းတယ်ဂိုးပေါင်းလေးရဆိုရင်တော့ကျွန်တော်ဒီပွဲမှာဂိုးဘော်လေးကိုကြိုက်တဲ့အတွက်ကြောင့်မလို့ဂိုးဘော်လေးရွေးချက်ပေးလိုက်ပါတယ်ဗျစောနေကြည့်သွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီပွဲကောင်းလေးမောင်နှဲလေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးကြပါဦးဗျ